အားလုံးပဲမင်္ဂလာပါခင်ဗျာဒီ Deep Space Lab ကနေနှွေးထွေးစွာကြိုဆိုလိုက်ပါလေဒီဗီဒီယိုမှာတော့ကျွန်တော်တို့အာကာသတွေကထူးဆန်းတဲ့အဖြစ်မှန်တွေကိုစိတ်လှုပ်ရှားဖွယ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အာကာသထဲမှာအတန်လုံးဝမရှိဘူးဆိုတာကိုသင်သိပါသလားတကယ်တော့အတန်လိုင်းတွေဖြတ်တန်းဖို့အတွက်လေထုဒါမှမဟုတ်ကြားကန်တဲ့တစ်ခုခုလိုအပ်ပါတယ်ဒါပေမဲ့အာကာသကလေဟာနဲ့ဖြစ်နေတဲ့အတွက်ဘယ်လောက်ပဲအော်ဟစ်ပေါက်ကွဲနေပါစေလုံးဝကိုတိတ်ဆိတ်နေမှာပါဒါပေမဲ့အာကာသကအရန်ကြီးတိတ်ဆိတ်နေတာတော့မဟုတ်ပါဘူး။ကျယ်ရီစီကလာတဲ့ရေဒီယိုလိုင်းတွေကိုအတန်ပြောင်းကြည့်ရင်တော့တကယ်ကိုကြောက်စရာကောင်းလာပါတယ်။နောက်ထပ်အံ့ဩစရာတစ်ခုကတော့တန်သက်ထုတွေပါပဲ။အာကာသတွေမှာတန်တုံးနှစ်တုံးထိမိတော့ရင်အောက်ဆီဂျင်မရှိတဲ့အတွက်သူတို့ဟာတသားတွေကတ်သွားတတ်ပါတယ်။ဒါကို cold welding လို့ခေါ်ပါတယ်။ကမ္ဘာပေါ်မှာတော့ဒါမျိုးလုံးဝမထင်နိုင်ပါဘူး။ကျွန်တော်တို့ရဲ့နေမင်းကြီးကလည်းဘလောက်ကြီးတယ်ထင်ပါသလဲ။နေမင်းကြီးတဲ့ကိုကမ္ဘာဂရူပေါင်းတသန်းကျော်ထည့်ထားလို့ရပါတယ်။ဒါတောင်နေဟာစစ်ကြော်လာတဲ့ကတခြားအေယာမကျဲကြီးတွေနဲ့ရှိရင်တဲပွင့်လေးတပွင့်စားပဲရှိပါသေးတယ်။ကမ္ဘာပေါ်မှာတစ်နှစ်ကို365ရက်ရှိပြီမဲ့ Venus လို့ခေါ်တဲ့တောက်ကြကြုံမှာတော့တစ်ရက်ဟာတစ်နှစ်ထက်ပိုကြပါတယ်။သူကသူ့ရဲ့ဝင်ရိုးပေါ်မှာလဲတာအရာနှေးလို့ပါ။စစ်ကြော်လာထဲမှာကမ္ဘာထက်နှစ်ဆကြီးပြီးစိန်တွေနဲ့ပဲဖွဲ့စည်းထားတဲ့ဂျိုးတစ်လုံးနဲ့ရှိပါသေးတယ်။နာမည်ကတော့55ကန်ခရီအီးပါ။တကယ်လို့အဲ့ဒီကိုတော့သွားနိုင်ရင်သင်ဟာကမ္ဘာအချမ်းသာဆုံးထင်ပါပါ။အာကာသဟာဒီလောက်တောင်ထူးဆန်းပြီးလျှို့ဝှက်ချက်တွေပြည့်နှက်နေတာပါဒီလိုဗဟုသုတအသစ်တွေကိုနေ့တိုင်းသိချင်ရင် follow လုပ်ထားဖို့မမေ့နဲ့နော်